ခိုးဝင်လာတဲ့ဘင်္ဂလီတွေကကျွန်တော်နိုင်ငံမှာတိုင်းရင်းသားအဖြစ်သူတို့လုပ်ချင်တာဒါကစင်ဒဝိုင်းနဲ့စနက်ခရာတမ်းစနက်ခရာဒေရာပိုင်အတွန်းနဲ့ရခိုင်ပြည်နယ်ဘုဒ္ဓမိုးနဲ့ရှီဟောင်းတမိုင်းဝမ်ပလီဂရီနှလုံးအပောင်ဝမ်နဲ့အစ္စလာမ်ဘာသာရေးအစားအုံတွေကိုလည်းရခိုင်လာနာကိုင်အေကပရိုဖက်ဖြာစင်းငယ်လို့တန်ရရှိတယ်လေယနေ့စင်ဒဝါရီနဲ့စနက်ခရာနဲ့မနေ့ပိုင်းကဘောင်းလည်းဘုဒ္ဓမိုးနဲ့ရှီမိန်တောင်ခေါင်ဆွေကျရောရှိတမိုင်းဝမ်ထောင်ကရပလီဂရီနှလုံးနဲ့ပလီငယ်လေးလုံးကိုလည်းအေကရခိုင်အစွမ်းရောတရှိုးနဲ့ပူပေါင်းကပရိုဖက်ဖြာစီတယ်ဆိုပြည်သူတွေကပြောတယ်လေရဟောင်းကိုပရဇောမော်တီဘင်္ဂလီအကရင်ဖာတီကိုပရရှင်သာဇာလိဆိုတာနဲ့မဟုတ်ကဟုတ်ကတီကိုရီလို့တောင်းရမော်တီတောင်းတီမှာနဲ့မေဘအခရင်တီမှာဇာဖိုင်းနေလေအရှရှနဲ့ထားခဲ့တယ်ဒီမုံဆလန်နဲ့ငါတို့အာခပြည်သူတီနဲ့နေပြီးအရှရှသူလာတွေ့ပြီးလောက်ကန်စားတာခဲ့တယ်ဟမ်ရဟန်းတီကိုနေပြီးကမော်တီပေပါရာအကရန်ဖာအာစာအကရန်ဖာအပိနေဘင်္ဂလီကလိုက်ကနေပြီးကမဟုတ်ကဟုတ်ကရိတောင်ရဲ့တောင်ကြီးကိုနေပြီးကနဲ့မာရဘင်္ဂလီတီထားဘေဘခရင်းနေမှာဇာဖရိုင်းနေလေတူလောကန်စားတာတဲ့အေးရှရှရဟန်းတီကိုမော်တီကအပိအမလုံးနေမှုဆိုတော့ထားဆိုစကားမော်တီတဲ့အာစာကိုအပိနေဘင်္ဂလားဒေ့ရှ်ရောင်းနေဘင်္ဂလီကလိုက်ကပို့ဆိုတာမော်တီနာयहाँ देखा सोचा मारा पल्ली साउंडी को प्रोम ब्रागे ना दे पल्ली वीडियो फाइन के लगा मैं सुनो प्रोम जरिया तो अन्याय भी बात तो शिंगाला टाइट टाइट को जब तो के री टाइट शिंगाला ले अन्याय की प्रो अब जो तो मत फाइट तो ने तो शिने नामनी खामनी लाउ तो जनरल फका प्रो बा में जनरल प्रो तो का जनरल पिनारे में सालों ने मारो बांगली अक्रें पार्टी ले मराव ने ऑन डी वीडियो फाइन ता खशिला प्रा ग्रामला बुतरा ला तो थे मन भी लाना काई भी गे बांगली अक्रें पार्टी पेतुटी रखाई पेतुटी को टाइम जो यान दे अपो मारे को बस पो मा ए मा के मेबा खने मा मा दि जा वटाई का के मेबा खने मन भी गे आखा पेतुटी ने मुसलमान ने जापानी ने सो जा पे सा संगे जो मा दि मके वीडियो तो अम्या को फोन प्रा मा दि वीडियो फाइन पे ना Yesu be anake di tongre laba o channel zabe local police ni channel approach ho usu we thena ba channel ro ashidi na muslim taiwan channel rakhai taiwan ashidi ko su we lobi ge kama kata lobi ge ma muslim pinyare na peda de poko di ka lobi do ne le amya ki jisu do channel le di su we ko di lo chon ba channel ba ma do sen la chi lo chon amya ki lo chon channel sa sa ma ki lo chon ke di do ni doတိုင်းပြည်အခင်းနေပေါ်မှာမူတည်ပြီးနေအမဘရာဒုက္ခတာဒုက္ခရပုံပြလို့ဆိုပြီးတော့အစိတ်ရှိအခါခင်ကုံလဲပြီလို့ကျွန်တော်တို့မလုံးနိုင်တာဆိုဝင်းနေပြတာဒီပါချက်ချက်ဒီကဒီနေ့ကကျွန်တော်အမေပြောဆို education for all ပါနော်ပညာရေးဒီလူတိုင်းတော့ပါထိုဒီတော့ all for education လူတိုင်းတော့ပညာရေးတော့လူတိုင်းပါဒါပေမဲ့နေ့တူပါကျွန်တော်တို့ပြောလို့မွေးကကားပါပညာကိုအားလုံးတောင်းခဲ့ဆိုတာတို့တော့လာဦးဆရာမိထိုင်စွာပုပ္ပစီရမင်းတော်ပါဆိုပါအမေဘတ်ဒီရောကဘာတောင်းလာကျွန်တော်ကြောက်မလို့ငါနိုင်ကမမေဘတ်ကတောင်းနေခဲ့ဗျဒီရှိသည်ဆိုလမ်းနာလုံးခဲ့ပြီမွေးပြီးကမငိုရီနိုးတောင်းတွေကမကျွန်တော်တို့လမ်းလုံးနေခဲ့ပါဒါတော့ကျွန်တော်ဒီအရှိကြီးအနာခဲ့ကိုပြပံဘူးတော့ကျွန်တော်ပညာရေးဆိုပေါ်လာတော့ဒီပညာရေးမှာအခုဆိုကျွန်တော်တို့ဒီမှာရောက်နေတဲ့တော်ကိုအများကြီးတော့ကျွန်တော်ကချိုးတော့ဆိုနာဒါပေမဲ့ကျွန်တော်ကအခုအယံခါတော့ကျွန်တော်ပြောနေနာအခုကြားရမယ်ကျွန်တော်မွတ်စလင်ရခိုင် learning together အတူတကွာကျွန်တော်တို့စာတောင်းလို့ရ living learning အားလုံးကျွန်တော်တို့နာအယံခါကျွန်တော်တို့တောင်းရဆိုပြီးအခါခေတ်ရှိတော်ရှိဘူးရရှောင်းလာတော့ကဥမာဆရာဦးနာစေးပိုင်းဒီမှာတဲမောင်တို့ဒူးလေးပြီးပါဇာပဲတော့အခုခင်နေမှာကျွန်တော်တို့နော်ကြောင်းတီးလေးတော့ကျွန်တော်တို့ဖုံးပြီးနိုင်စီကိုကျွန်တော်ဖုံးပြီးထားပြီတို့တော့ကျွန်တော်မျိုးတွေကလုံးလို့ရဆိုကျွန်တော်လုပ်ပြီးထားတယ်အရာကကြောက်မရှိနော်အရာကကျွန်တော်တို့စိတ်ကောက်ကြောက်မရှိ
ကျွန်တော်ထပ်ပြီးဆက်ကြောက်တို့နော်မူလေမကြောက်တို့ဒီမှာတဲမာကကြောက်ကိုကျွန်တော်တို့ဆရာဒီဘက်ကိုပြီးလိုက်တယ်ပါဒါပြပဲကျွန်တော်ကြောက်ပြီးစီချွန်နော်မကကောင်းဆိုခါခါကြောက်ပြီးကျွန်တော်တို့ဘောလုံးပြီးရှားတဲ့ကျွန်တော်တို့တူနဲ့တူဒီတော့ကတော့ခွေးခါဆဆမှုရှိပါကြတော့နော်ကျွန်တော်တို့အခုစီမံကိန်းမှလည်းပါတော့အမျိုးသားပညာရေးမတော်မရေးဆိုဖို့ကျွန်တော်တို့ဒီအာရခအမျိုးသားပညာရေးမှာဌာနမှာကျွန်တော်တို့ဒီလက်ကြမှာခွေးခါမှုမရှိပါပညာထောင်ဆောင်တာဘာသာရေးခွေးခါမှုမရှိပါဘာသာရေးနဲ့ပြန်လာလို့ခွေးခါမှုမရှိပါလင်ခွေးခါမှုမရှိပါကျွန်တော်ဒီခွေးခါမှုမရှိပြီနဲ့လုံးဝကျွန်တော်တို့အလားတော်ခွေးခါမှုလည်းမရှိလင်ခွေးခါမှုလည်းမရှိဒီခွေးခါမှုမရှိပြီနဲ့စာတော်ကြောနေတဲ့ဒီဆိုကိုမွတ်စလင်သားဝကပုဂ္ဂိုလ်များကျွန်တော်ဆရာဆရာမများလည်းအားလုံးအသိဖက်ပါဒီကကျွန်တော်စာလုံးတကယ်နဲ့အရင်ကကျွန်တော်စာလုံးကြက်ခါတယ်နော်အရင်ကကျွန်တော်ပညာရေးပြည်ပပါလို့ပြောတယ်ပြောပါကျွန်တော်စိုးကြိုးဒီကိုရှိခါပါရတဲ့တော့ကျွန်တော်မငေါပါမဲပါတော့ကျွန်တော်အတိတ်ကိုကျွန်တော်ဟောကဲဆိုင်ပါအတိတ်ကစိုးငွေဒီကောင်းငွေဒီပါကျွန်တော်ဇာတိကောင်းခါလေစိုးခါတော့ဒီကျွန်တော်ဖိဖိမလာရတော့ကောင်းစော်ရှိဒီလေးရှိတော့ပါစိုးစော်ရှိတော့လေးရှိခါတော့တော့စိုးစော်ဖားတယ်ကျွန်တော်တော်တော်များပါတယ်ရတော့လည်းအတိတ်မှာကျွန်တော်တောင်းခါရနော်ကျောင်းတော်ဒီဒေမမူဒီအောင်နေခါရရှိချင်လို့ရှိကောင်းလေးရှိတယ်တော့အခုအချိန်မှာကျွန်တော်အာရခမျိုးသားပညာရေးဌာနကျွန်တော်ပညာရေးဟိုဘယ် brother မောဆာမော grandpa ကိုအားပေးနေဘောင်းလေတိုက်မမလားမေဘရအခရင်မှာရခိုင်နဲ့မွတ်စလင်ဇာပိုင်ဒီထိုင်ခင်းလေးစမောဒီလေမရာကိုနော်ဗီဒီယိုမှာတက်မြတ်ကြီးထော်လို့ရှိဒီတိုင်းတော့ကနေပြီဒီကဆူစောကနေပြီကြီးဒီဘင်္ဂလားဒေ့ရှ်ရောင်းနေရ grandpa အားပေးနေမောဆာတိုက်ကဆူစောဒီဘုရားမွန်တော့ကမွတ်စလင်ဒီလေအများသားအရောင်းလေးပဲရကျွန်တော်ဒီအာရခနိုင်ငံမှာရုပ်ရှိတဲ့မျိုးတွန်းဒီပါတီဆိုတဲ့အထာပါတို့ဆိုရင်တော့ဒီမဟုတ်ဒီဆိုတဲ့အောက်ဘာကောင်ဒီကံပါတီကလည်းအားပြီးတော့ဒီပေပါရမုစလမ်တွေကပို့ဆိုနော်အာသမမော်ဒီကောင်ဆုံးနော်ခေါင်းရစနှခါမရာတခါရာဖို့ခေါင်းရရာတုံးမှနေပြီကေအာရခပေသူအစရနဲ့နေပြီဥပုံပြီးအာခတ်လူထုရခိုင်လူထုတွေနေပြီဥပုံလုံးဆောင်ရတာကိုစိုက်ခွင့်ဒီ Friday ဒီပိုင်းလိုက်ထားကတိုက်ခိုက်နေဖို့ဆိုအစားမေဘရအခရင်မှာဇာပိုင်လာတွေ့ပြီးငို့တူလောက်ကြရပါလိမ့်မောင်အကောင့်ထဲမှာထည့်ရဖို့ဟုတ်လားလိုက်ထားကရခိုင်လာနာကဇာပိုက်တေဇာပိုက်တေရခိုင်လူထုကဇာပိုက်တေအာအပိုးပေါ်ဆိုင်ကြခဲ့ကရမငါမောင်းနိုင်လီပြန်မဟာတီကိုရောက်လာလိမ့်မယ်အေးတနေ့ပရဝါမဖာလီလာဖို့မောင်းလည်းပရဝါမဖာလီလာဖို့ရခိုင်တဲ့မဟာမိုက်တီလေလာနာယဟန်တီလေလာနာကန်တီလေပရဝါတီလေမဖာလီလာပြီဒါမလားထိုးဆိုင်စောဒီဘီကေမောင်းဖာလီလာနေဦးတီပြီတဲ့ပဆိုရရှိစက်ဒီဘောရာမောနော်ရခိုင်နောက်မှဇာရှိလေအေးနောက်မှဇာရှိလေမောတီလေတီနားလေတဖောပါဝတ်ထောင်းနော်ဘုံတော်မတော်ကိုတိုင်းမဲ့ကိုယူမယ်ဆိုမှမော်ဒီအရှင်းနေထိုင်တယ်လို့ဆိုရဲမော်ဒီထိုးခုံကနေလာပိုက်ဒီခုံကနေလာပဲတရားဆောင်းနေမှာမော်ဒီဆိုနော်အိုးဆိုဆိုင်ရကာလာဖိုက်တဲ့တော်နဲ့မော်ဒီပရမီကောင်းနေဆိုလို့ချမ်းနေနော်ခါလုံးလိုက်ပြမလို့တော့ဖိုင်ရလေလေမရာမောလာခုပရပြရတဲ့ချမ်းတဆိုးဖို့တော့လာကြီးပရမလားဘာပါကလည်းထောင်းတော့ဟိုဘာလဲမလေးရှားကဝင်ကြီးချုပ်တယ်ဒါတစ်ချိန်တော့သူတို့ကကျူးကျော်ခဲ့တယ်ရှိတယ်ဟာလာမြန်မာနိုင်ငံကိုဟိုဒီရခိုင်ပြည်မှာသူတို့မွတ်စလင်တွေကိုနေရာပေးမှလားဟိုတော့နိုင်ငံတခုတည်တံ့ခွဲထွက်ဖို့အတွက်လုပ်မှလားဆိုတာဒါတွေကိုလည်းကျွန်တော်တို့ဒါတစ်ချိန်တော့ဒီစကားကိုကြားခဲ့မှုလေဖြစ်တဲ့အတွက်ဒါပေမဲ့ OIC 59နိုင်ငံဘာလို့လူကျင်လဲဆိုတာဒါကျွန်တော်တို့မြန်မာလူမျိုးတွေပထမဆုံးသိဖို့လိုတယ်ဒုတိယအချက်ကကျွန်တော်တို့မြန်မာနိုင်ငံ135မျိုးကဒီမြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးဆိုတာကိုအားလုံးကလက်ခံထားတာဖြစ်တယ်ဒါလုံးဝ